ဒီနေ့လူမီနေပြည်တော်မှာ passport လုပ်ခဲ့တဲ့အကြောင်းကိုဝင်ပြပေးမှာဖြစ်ပါတယ်။နေပြည်တော်ကိုတရက်ကြိုပြီးတော့သွားခဲ့တယ်။အောင်မင်္ဂလာဝေးပြကနေမနက်8 နာရီလောက် Elite Express နဲ့သွားခဲ့။ဒါတော့ Elite ပေါ်မှာကျွေးရဲမဟုတ်ပေါ့နော်။နေပြည်တော်ကိုနေ့လယ်3 နာရီလောက်ရောက်တယ်။ခါရှေဝါဆိုတဲ့မော်တယ်ရှိရဲ။အဲ့ဒါကသမုဒ္ဒရီစေးရုံရှိမှာဆင်းပြီးတော့ဝင်သွားလိုက်လို့ရှိရင်ရောက်တယ်သူ့မှာဈေးအများဆုံးက3000ပဲရှိရပေါ့နော်အနည်းဆုံးက1000ခွဲ2000ကနေစရှိတယ်2ယောက်ခန်းရင်3ယောက်ခန်းရတော့ပုံမှန်အတိုင်းပဲ2ယောက်ခန်းကတော့တော်တော်ကျဉ်းတယ်3ယောက်ခန်းကတော့မစိုးဘူးလို့ပဲပြောရပါမယ်ဒါကတော့ဖုန်းနံပါတ်လေးပေါ့နော်အိုင်ရှေဝါရဲ့အနားမှာရာသာကြီးဆိုတဲ့ဆိုင်ရှိရပေါ့နော်ရတာဘယ်လိုပြောရမလဲအရင်ရောလည်းမကောင်းဘူးပေါ့နော်ရှေးပွဲတုတ်ကင်းမွန်တုံဆိုရင်တော့မကောင်းပါဘူးရတာခိုင်ရှေဝါမနက်ပိုင်း breakfast ကြေးတယ်သူပြောတဲ့မီနူထဲမှာကိုကြိုက်တာလေးတစ်ခုစားလို့ရတယ်ပေါ့နော်ဒီနောက်ဆုံးပြတဲ့ဟာကတော့ပြန်လာတော့နောက်တစ်ရက်ဆက်နေဖို့ဆိုပြီးတဲတဲ့နေရာပေါ့နော်သူခိုင်ရှေဝါကျတော့အရန်ချင်းပြီးတော့စိတ်မသက်သာလို့ခံစားရလို့ဒီကတော့တရက်ကို9000ကနေ8000ထိရှိရပေါ့နော်အမှ page ပြပေးထားပါတယ်နေပြီးတော့မှသွားပြီးတော့ passport သွားပြီးလုပ်တဲ့အချိန်မှာပေါ့မပုံပြတဲ့အတိုင်းပဲထိုင်ကုန်လေးမှာထိုင်ရတယ်ပေါ့နော်တန်းစီရတယ်ပထမဆုံးရုံးမဖွင့်ခင်မှာတန်းစီရတယ်ပြီးတော့ရောင်တကားလည်းဖွင့်ပြီလဲဆိုတော့အဲ့လိုမျိုးထိုင်ကုန်လေးနဲ့တန်းစီပြီးတော့တယောက်ချင်းစီအရှိတန်းချင်းစီတိုးရတယ်ပေါ့ဒါကတော့ချိုချင်းကတော့လောက်ကရုံဦးလေးကြီးရပိုက်စားလို့ဆိုပြီးတောင်းစားတဲ့ဟာလေးပါ passport ရုံးကကိစ္စရေးပြီးချင်းလူမီကတော့တန်းကြံခဲ့တယ်လူမီပြန်တဲ့ချိန်ကတော့ညနေ4 နာရီကျော်နေလောက်ပြီပေါ့အဲ့ချိန်မှာမိုးတွေကတော့အရန်ရွာနေအဲ့တော့မိုးရင်းဖြစ်နေအောင်သွားတဲ့ချိန်ကအောင်မင်္ဂလာဝေးပြေးဂိတ်ကိုည7 နာရီလောက်မှပြန်ရောက်တယ်အဲ့ဆိုရင်လိုအပ်တာလေးကြီးလိုက်ရအောင်နော်ဟိုကရုံးကကိစ္စတွေစောစောပြီးကျင်တယ်စောစောနေ့ချင်းပြန်ကျင်နေဆိုရင်တော့မနက်9 နာရီလောက်ထထပြီးတော့သွားတာအဆင်ပြေအိုးဝေးကိုခိုင်ရွှေဟွာကနေငါခိုင်လင်းရတယ်ကိုကကိုလမ်းထိပ်လေးထွက်ပြီးတော့ငားရင်လည်းအိုးဝေးသမားအများကြီး6လပိုင်း2023ဆိုတော့တယောက်ကို1000ပဲရှိရယ်လိုအပ်တာလေးတွေကိုစာကြည့်လိုက်အောင်ဒီမှာတော့တေချာရှင်းပြထားပါတယ်ဘာလို့လဲဆိုတော့တော်တော်များများအရှိမကြည်မိတလောက်တွေးမိတလောက်တည်းအဲ့လိုမျိုးတွေအရေးခံရတာကြီးပေါ့နော်အဲ့လိုမျိုးပြန်ပြီးတော့ကိုကနေပြီးတော့ထိသွားရတာကိုရန်ကုန်ကနေတစ်ခေါက်ပြန်ဖို့ဆိုတာလွယ်တာမဟုတ်လေတစ်ခေါက်တည်းဒီလိုမျိုးတွေလောက်သွားခဲ့တော့ကိုအဆင်ပြေတာပေါ့နော်ကိုရေးချက်လက်ကတော့ရုံးမှာဝယ်ရတာပေါ့ဒီဘောပင်တစ်ချောင်းတော့ယူရပါရုံးမှာကိုရေးချက်လက်ကိုဖြည့်ရပါတယ်ကိုလောက်သွားတဲ့ကိုရေးချက်လက်ဆိုလို့ရှိရင်သူကတုံးထုပေးဖို့လိုတာပေါ့နံပါတ်နဲ့အားကြောင့်ရုံးကဟာပဲဝယ်ပြီးတော့ထုတ်လိုက်တာအဆင်ပြေဆုံးပဲစာအုပ်ကတော့အဲ့ရုံးမှာရှိတဲ့သူကိုငွေ9000ပေးပြီးတော့ထုတ်ခိုင်းရတယ်သူတို့ကနီးစပ်ရာအဝေးပြေးကားဂိတ်တွေကို10 ရက်အတွင်းပို့ပေးရပါတော့စာအုပ်ကတော့တစ်ပတ်နေရပြီပဲစာအုပ်ပြန်ပို့တဲ့အချိန်ဆိုရင်10 ရက်လောက်နေတော့စာအုပ်ကလက်ထဲရောက်ပါပြီခုလိုကြည့်ပြီးအတွက်ကျေးဇူးအများကြီးတင်ပါတယ်